အားလုံးပဲမင်္ဂလာပါရှင် Read with me channel လေးမှာကြိုဆိုပါရရှင်ဒီ channel လေးကနေလူကြီးမိဘတို့နားတော်တာဆင်နိုင်ရန်အတွက်ဝတ္ထုတော်လေးများဝတ္ထုရှင်များနဲ့ကလေးဝတ္ထုလေးများအားဖပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီနေ့ဖပြပေးမယ့်ဝတ္ထုတော်ကလေးကတော့ဆရာသစ္စာနီးရေးသားထားသောကုံတိုင်ကြီးမှာလူပြောက်ချင်းဆိုသောကလေးဝတ္ထုများထဲမှာတန်ရောစင်ဆိုသည်မှာဆိုသောဝတ္ထုတော်ကလေးအားဖပြပေးသွားမှာဖြစ်ပါတယ်ရှင်။နားတော်တာဆင်ပေးကြပါအောင်ရှင်။တန်ရောစင်ဆိုသည်မှာတနေ့ကြော်ကြော်ချောင်းကအိမ်ပြန်လာတော့မိဖို့တဲ့တွင်သူ့အမေထပ်ပြုတ်နေတာတွေ့ရသည်။အမေစနေတနင်္ဂနွေကြောင်းပိတ်ရဲ့ကြရင်အိမ်ကိုဟမ်စတာလေးတွေခဏယူလာထားမယ်နော်။ဟိုကြော်ကြော်ကခွင့်တောင်းစကားပြောသည်။ဟင်ဘာဖြစ်လို့လဲ။အော်ဒီဟမ်စတာလေးတွေကကျွန်တော်အတန်းထဲကတငယ်ချင်းမျိုးစော်ပိုင်းတာပါ။သူတို့မိသားစုကစနေတနင်္ဂနွေကြောင်းပိတ်ရဲ့ကြော်ရင်ဘကိုးကသူတို့အဖိုးဖွားတွေစီတွားလေကြမလို့တဲ့။အဲ့ဒါလီဟမ်စတာလေးတွေကိုအိမ်မှာကြည့်မဲ့သူမရှိလို့တဲ့မိမိ။သူ့အမေကကြက်သွန်နီလင်းရင်ဒါဆိုလဲခေါ်ခဲ့လီတငယ်ချင်းချင်းကူညီလာကောင်းတာပေါ့ဟုပြောလိုက်လေသည်ထိုစဉ်အခန်းထဲကိုမော်မော်ဝင်လာသည်မော်မော်ကကြော်ကြော်ဤညီမလေးဖြစ်သည်သူမ၏အသက်မှာ8နှစ်ကြော်ကြော်က10နှစ်မော်မော်ကဟမ်စတာလေးတွေခေါ်လာမဲဟုတ်လားကိုကိုပြောလိုက်တာမော်မော်လည်းမွေးချင်နေရအမေစုမကြောက်လို့ဟုပြောလေသည်ယခုခေတ်ကလေးတွေကအိမ်မွေးတိရစ္ဆာန်လေးတွေကိုစီမွေးတတ်ကြသည်ထမင်းစပွဲတွင်ထိုင်ကသတင်းစာဖတ်နေသောသူတို့၏အဖေကကြည်ကဝင်မေးသည်ဟမ်စတာဆိုတာဘာလဲကွာဒီတော့တွက်လက်သောမော်မော်ကတန်၍ဖြေလေ၏ကြွက်ကလေးတွေပါဖေဖေဒီတန်ကြတော့သူတို့အမေသည်အလန့်တကြားဖြစ်သွားကဟင်းလက်ထဲကဟင်းအိုးမွေသောဇွန်းပင်လွတ်ကျသွားလေ၏သူကကြွက်ကိုအင်မတန်ကြောက်သည်ကြော်ကြော်ကကြပြကတိနှင့်သူတို့ကကြွက်မဟုတ်ပါဘူးမမီကြွက်မျိုးနွယ်ဆိုတာတော့မှန်ပါတယ်ဟုပြောလိုက်လေသည်ဟင်ဘာထူးသိလဲငါကဟမ်စတာဆိုတာရွှေငါးလေးတွေထင်လို့ယူခဲ့ဖို့ခွင့်ပြုလိုက်တာอืมကဲအခုတော့လည်းမထူးတော့ပါဘူးငါကပေးထားတဲ့ကတိကိုဖျက်ချင်မှုကြောက်ပေးရကြရင်မင်းယူခဲ့လိုက်ပါဟုပြန်လဲပြောလိုက်လေသည်တောက်ကြနေညက်နေကြော်ကြော်ချောင်းကပြန်လာသောအခါဟမ်စတာလေးနှကောင်ထည့်ထားသောလှောင်ရင်လေးကိုယူလာလေသည်သူ့အမေကမိဖို့ထဲမှထားရန်ပြင်းနေသောလောင်ချိုင်ကိုကြည့်ကပကင်စီးတဲ့နေရာနဲ့ဝေးထားနော်ငါသူတို့အမြင်ယူနေဟုပြောလိုက်လေသည်ဟမ်စတာလေးတကောင်ကနောက်ခြေထောက်ပေါ်အာပြုရက်ကသူ့အမေဘက်ပြူးကြောင်ကြောင်လေးကြည့်နေလေသည်သူတို့၏အဖေကမင်းပြောတာသူတို့ကြားတော့လို့စိတ်မကောင်းဖြစ်နေတာဟုစလိုက်လေသည်ပြီးတော့သူတို့ကဘာစားလဲဟုမေးလေသည်ကြော်ကြော်ကညီပဲမော်မော်ကနေကြစီဆိုပိုကြိုက်လောက်တယ်ဟုပြောလိုက်နေသည်သူတို့အစာခွက်ထဲကိုမော်မော်ကနေကြစီလေးတွေထည့်ပေးလေသည်ပြီးတော့တောက်ရီခွက်ထဲကိုရေဖြည့်ပေးသည်လောင်ရင်ထဲတွင်ထည့်ထားသောပြေးလန့်တစ်လျှောက်နှကောင်သာတီးလွှားနေကြသည်မော်မော်ကအေးအဲ့ဒါသူတို့စိန်ပြေးလန့်ကစားနေကြတာဟုဆရာလှုပ်လိုက်သည်ဟမ်စတာလေးတွေအစာစားတာရေတောက်တာသူတို့ကြည့်ကြသည်သူ့အမေကဝိုးဝေးကနေအကဲခတ်နေလေသည်သူတို့အဖေကအာဒီအကောင်ကအမဖြစ်ရမယ်ဘာလို့လဲဆိုတော့သူ့မျက်နှာကမိန်းကလေးမျက်နှာနဲ့တူတယ်ဟုမှတ်ချက်ပေးလိုက်သည်သူ့အမေကနင်တို့အဖေကတော့မိန်းကလေးနဲ့ပတ်သက်လာရင်ပါတကူပဲနော်ဟုနောက်လိုက်လေသည်အမေကိုကြည့်ရတာဟမ်စတာလေးတွေကိုကြောက်ပုံမရတော့မယုံမရဲမေး၏သူတို့ကကြွက်တီလို့ရောကြိုက်တယ်လားကြော်ကအော်မကြိုက်တတ်ပါဘူးမေသူတို့ကလိမ္မာတယ်လေဟုပြန်လဲရေးပြောကလောင်ရင်ထဲကတကောင်ကိုထုတ်၍သူ့လက်ပေါ်တင်၍ပြ၏ဟမ်စတာလေးကသူ့လက်တစ်လျှောက်ပြေးလွှားနေလေသည်သူ့အမေကဟဲပြန်ထက်လိုက်ကြော်ထမင်းစားကန်နီးပြီးမင်းလက်တွေကိုစက်ပြာနဲ့သွားစေးကြည့်ဟုခိုင်းလိုက်လေသည်သို့တော့နောက်တစ်နေ့ရောက်သောအခါသူ့အမေသည်ဟမ်စတာလေးတွေနှင့်ရင်ပါ၍နေလေသည်ဗန်ဒီကိုစိတ်ကားထဲ့ကျွေးသည်နေပဲကျွေးသည်မော်မော်ကလောင်ရင်ထဲကထုတ်ဆော့သောအခါသူကဟမ်စတာလေးတွေကိုယူကင်ကြည့်သည်အမွေးပွားပွားနုနုလေးတွေကနုညံ့လာသည်ပြီးတော့သူတို့ကကြွတ်တွေလိုလဲမရိုင်းဆိုင်တတ်
တနင်္လာနေ့ကျောင်းတက်ရသောအခါကြော်ကလှောင်အိမ်ကလေးကိုပြန်ယူသွားသည်ဒီတော့နှစ်ရက်ခန့်ကြာအောင်အတူနေခဲ့ရသောဟမ်စတာလေးတွေကိုတအိမ်လုံးကလွမ်းနေကြသည်သူ့အမေကကြော်ကြီးမင်းတငယ်ချင်းအိမ်ကိုသွားပြီးဟမ်စတာလေးတွေကိုကြည့်လိုက်ပါဦးသူတို့နေများကောင်းရဲ့လားဟုတိုက်တွန်းစကားပြောဆိုလိုက်သည်သူ့အမေကိုအကဲခတ်ကြည့်နေသောသူ့အဖေကသဘောပေါက်၍သွားသည်ထို့ကြောင့်အလုတ်ကပြန်လာသောအခါသူ့အဖေကလှောင်အိမ်လေးတစ်လုံးနှင့်ဟမ်စတာလေးနှစ်ကောင်ကိုဝဲလာခဲ့သည်မော်မော်နှင့်ကြော်မှအလွန်မင်းပျော်၍သွားသည်အပျော်ရွှင်ဆုံးမှာတော့သူတို့၏အမေဖြစ်လေသည်နားဆင်ပြီးခဲ့ကြသောတဦးတစ်ယောက်ချင်းစီအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။တာယာအေးချမ်းသောနေ့ရက်ကလေးများအားပိုင်ဆိုင်နိုင်ကြပါစေရှင်။